အားလုံးပဲမင်္ဂလာပါရှင်မေလေးရဲ့ audio book ကျူး channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မေလေးခုတင်ဆက်ပေးမယ်ကတွန်းရုပ်ပြပုံမြင်လေးရတော့စာနာစိတ်ဆိုတဲ့ကတွန်းရုပ်ပြပုံမြင်လေးပဲဖြစ်ပါတယ်ရှင်မတင်ဆက်ခင်မေလေးရဲ့ audio book ကျူး channel လေးကို like and subscribe လေးနှိပ်ပေးသွားကြပါအောင်ရှင်ကျေးဇူးများတင်ပါတယ်ရှင်ကုကုရွှေဘိုးနဲ့ကောင်းမြတ်တို့သည်အလိုချစ်ခင်ကြသည်တငယ်ချင်းများဖြစ်ကြတဲ့ညနေတိုင်းအတူတူစောကစားကြတယ်ကုကုရေဒီမကြီးငါမနစ်ကကောက်ရခဲ့တာဟာစပယ်ရမ်းမမျက်နှာဖုံးလေးပါလားရွှေဘိုးရဟုတ်တယ်ငါကြိတ်လို့ကောင်းမြတ်ကမျက်နှာဖုံးကိုဝင်လူဤပြပါအောင်ကြည့်ရအောင်နေအောင်ကကြည့်နေတယ်ကုကုနဲ့ကောင်းမြတ်လူကြရင်မျက်နှာဖုံးလေးဟာနှစ်ချမ်းပြေးသွားသည်ဟာပြဲပါပြီရွှေဘိုးဝမ်းနဲ့သွားဤဟာသွားပါပြီကွာမင်းတို့ကအရန်လူတာကိုကုကုကမင်းမျက်နှာဖုံးကအစုပ်ကြီးပါဝမ်းမနေပါနဲ့ပြဲသွားတော့ဘာဖြစ်လဲအေးလေမင်းကလည်းငါကြိုက်လို့မျက်နှိုးတမိုးထားတဲ့ပစ္စည်းလေးကွာရွှေဘိုးမှာဝမ်းနဲ့တဖြင့်အိမ်တို့ပြန်သွားသည်ပြန်ကွာတို့ตาရကစားကြမယ်ကုကုတို့ပြောစကားများကိုမမေကြားရ၏တာကုကုအမေစီခဏလာပါအောင်ရော့ဒီအမိုက်ထုတ်ကိုတွားပြေပေးအောင်ပြီးမှဆော့ဟုတ်ကုကုမှာအမိုက်ထုတ်အိတ်ကိုကြည့်လိုက်ရာဟင်မမေဒါအမိုက်မဟုတ်ဘူးတားကျိတ်တဲ့ရောင်စုံဘူးကိုလေးလေတားရဲ့ဘူးခွန်ကအစုပ်ကြီးလေအမိုက်ဖြစ်နေပြီပြေးလိုက်တော့မမေကလည်းအမိုက်မဟုတ်ပါဘူးတားမျက်နှိုးလို့ကျိတ်လို့သိမ်းထားတာကုကုဝမ်းနေနေသည်ဒါဆိုရွှေပိုးမျက်နှာဖုံးကိုတားလို့လူရင်ပြဲသွားတာမင်းမြင်လိုက်တယ်အဲ့ဒါရွှေပိုးကောက်ခဲ့ရတာဆိုဟုတ်တယ်သူ့မျက်နှာဖုံးကစုပ်တာကြားပြီစုပ်ပေမဲ့သူမျက်နှိုးတမိုးထားခဲ့တဲ့ပစ္စည်းလေးဆုံးရှုံးသွားတာလေသားရဲ့သားလိုပဲသူလဲဝမ်းနဲ့နေမှာပေါ့အဲ့ဒီလိုကိုချင်းစာနာစိတ်နဲ့တွေးရတယ်သားနားလဲပါပြီမမေရွှေဘိုးကိုသားတောင်းမှန်လိုက်ပါမယ်မမေလိမ်မာလိုက်တဲ့မမေသားကူကူကိုကြောင့်သူတပါထိကနစ်နာသွားရင်မတော်မဆဖြစ်ပါစေကိုချင်းစာစိတ်နဲ့ပြန်တောင်းမှန်တဲ့ရမယ်အမြဲမထားတော့သားလေးဟုတ်မမေကုကုဒီရွှေဘူးအိမ်တို့သွားရဲ့တောင်းမှန်ဤရပါရဲ့ကွာတငယ်ချင်းပဲထို့နောက်တငယ်ချင်းများပျော်ရွှင်သာပြန်လဲစော့ကစားကြတဲ့အလုံးကိုကျေးဇူးများတင်ပါတယ်ရှင်မေလေးခုတင်ဆက်ပေးတဲ့ကတွန်းရုပ်ပြပုံမြင်လေးရတော့စာနာစိတ်ဆိုတဲ့ကတွန်းရုပ်ပြပုံမြင်လေးပဲဖြစ်ပါတယ်ရှင်ထပ်ပြီးနားစေချင်တော့မေလေးရဲ့ audio book YouTube channel လေးကို like and subscribe လေးနှိပ်ပေးသွားကြပါအောင်ရှင်ကျေးဇူးများတင်ပါတယ်ရှင်